တသက်လုံးတစ်ခါမှမပြုံးခဲ့ပဲနဲ့ဒေါ်လာသန်း100ချမ်းသာသွားတဲ့တထေးတစ်ယောက်ကြောင့်ကိုသင်သိပါသလားသူကလူမဟုတ်ပါဘူးအမြဲတမ်းမျက်မှောင်ကျုံနေတဲ့ဒီကြောင်လေးပါလူတွေကသူ့ကို Grumpy Cat လို့ခေါ်ကြပါတယ်ထူးခြားတာကသူ့ရဲ့ဒီလိုမျိုးစိတ်တိုနေတဲ့မျက်နှာဟာတကယ်တော့မျိုးရိုးဗီဇအချိုရင်းချက်တစ်ခုကြောင့်ဖြစ်နေတာပါဒါဆိုရင်ဒီချိုရင်းချက်ကနေကဘာကျော်တဲ့အထိဘယ်လိုမျိုးဖြစ်လာခဲ့တာလဲပြီးတော့ဒီလိုမျိုးမျက်မှောင်ကျုံယုံနဲ့ဘယ်လိုလုပ်ပြီးငွေတွေအများကြီးရှာနိုင်ခဲ့တာလဲဒီနေ့ဗီဒီယိုလေးမှာတော့ Grumpy Cat ရဲ့မယုံနိုင်စရာဇာတ်လမ်းလေးကိုအစအဆုံးပြပြပေးသွားမှာမို့လို့အခုပဲကြည့်လိုက်ကြရအောင်နော်ဒီဇာတ်လမ်းလေးကတော့2012ခုနှစ်မှာစတင်ခဲ့တာပါအမေရိကန်နိုင်ငံအရီဇိုနာပြည်နယ်မှာနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကြောင်မလေးတတဆော့ရဲ့ပုံကိုသူ့မောင်က Reddit ပေါ်မှာတင်လိုက်ရာကနေစခဲ့တာပါပထမတော့လူတွေကဒါဟာ Photoshop နဲ့ပြင်ထားတာလို့ထင်ခဲ့ကြပါတယ်ဒီလောက်စိတ်ပြက်ပြီးတော့စူပုတ်နေတဲ့မျက်နှာမျိုးနဲ့ကြောင်တစ်ကောင်ဟာအပြင်မှာရှိနိုင်ပါမလားဆိုပြီးတော့ပေါ့အဲ့ဒါကြောင့်ပိုင်ရှင်ဖြစ်သူကဗီဒီယိုလေးကိုတင်ပေးလိုက်တဲ့အခါမှာတော့တစ်ကမ္ဘာလုံးအုံချွတ်ဖြစ်သွားပါတော့တယ်။တကြတာတွင်းမှာပဲဒီကြောင်လေးဟာကမ္ဘာကျော်ကြားဆုံးမိမိဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်သူကတကယ်ပဲစိတ်တုန်နေတာလား။ဖြေကတော့မဟုတ်ပါဘူး။ Grumpy Cat မှာထူးခြားတဲ့မျိုးရိုးဗီဇကျန်းမာရေးအခြေအနေနှစ်ခုရှိနေပါတယ်။ Feline Dwarfism လို့ခေါ်တဲ့အရက်ပူယောဂနဲ့အောက်မေးယောဂရှေ့ကိုရှေ့ထွက်နေတဲ့အခြေအနေကြောင့်ဖြစ်တာပါ။အဲဒါကြောင့်သူ့ရဲ့မျက်နှာတိစောက်မှုပုံစံကအမြဲတမ်းမျက်မှောင်ကျုံနေပြီးလူတွေကိုစိတ်ပြက်နေတဲ့ပုံစံမျိုးဖြစ်နေတာပါ။ပါရှင်ဖြစ်သူကတော့သူဟာတကယ်ကို ACB ချစ်စရာကောင်းတဲ့ကြောင်လေးပါလို့အမြဲပြောလေးရှိပါတယ်။ Grumpy Cat ရဲ့အောင်မြင်မှုကတာမန်ကြောင်တစ်ကောင်ထက်အများကြီးကိုပိုပါတယ်။သူဟာနယူးယောက်တိုင်းရဲ့အယောင်ရဆုံးစာအုပ်စာရင်းမှာလည်းပါဝင်ခဲ့တယ်လို့ Grumpy Cat's Worst Christmas Ever ဆိုတဲ့ကိုယ်ပိုင်ရုပ်ရှင်အောင်ထွက်ခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။သူ့ရဲ့မျက်နှာပုံရိပ်ကိုအသုံးပြုပြီးတော့ကုန်ပစ္စည်းပေါင်းများစွာထုတ်လုပ်ခဲ့ရကနေပိုင်ရှင်ဖြစ်သူဟာဒေါ်လာသန်း100နီးပါးထိဝင်ငွေရရှိခဲ့တယ်လို့လောင်ခံမှန်းကြပါတယ်။မဒန်ဒူးဆိုပြတိုင်းမှာဖျောင်းရုပ်ထုအလုတ်ခံရတဲ့ပထမဆုံးကြောင်လေးလည်းဖြစ်ပါတယ်။ဝမ်းနဲ့စရာကောင်းတာက2019ခုနှစ်မှာ Grumpy Cat ဟာအသက်9နှစ်အရွယ်နဲ့ကျမတို့ကိုခွဲခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူချန်ထားခဲ့တဲ့မိမိတွေနဲ့ပျော်ရွှင်မှုတွေကတော့အခုအချိန်ထိအင်တာနက်မှာရှင်သန်နေသေးပါပဲ။ Grumpy Cat ရဲ့ဇာတ်လမ်းကကျမတို့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့ချိုရင်းချက်လို့ထင်ရတဲ့အရာကတော့ကဘာကြီးကိုပျော်ရွှင်မှုပေးနိုင်တဲ့ထူးခြားချက်တစ်ခုဖြစ်သွားစေနိုင်တယ်ဆိုတာပါပဲ။ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like and share လုပ်ပြီးအားပေးခဲ့ကြပါဦးနော်။မိတ်ဆွေတို့အနေနဲ့ရော Grumpy Cat ရဲ့မိမိတွေကဘယ်တစ်ခုကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ကြပါဦးနော်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုကြည့်နိုင်ဖို့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။